ဒီနေ့ဟောမဲ့တရားပရိသတ်ရေနေတတ်ရင်ကျင့်တတ်ဆရာပါတဲ့ဘာတရားလဲမကျင့်တတ်လို့မင်းကငါဘာလို့ဥမာတော့ဆိုတော့မျက်နှာကြီးစူပုတ်နေတဲ့လူတယောက်ကိုတို့မကိုသားသမီးပေါ့လေမျက်နှာကြီးကစူပုတ်ပုတ်နဲ့နေကြည့်ပြီးတော့မင်းမျက်နှာဘာဖြစ်လဲဟမ်ဘာဖြစ်နေတယ်လဲဒီမျက်နှာအချိုးပြင်လိုက်စမ်းမင်းကဘသူကိုမကျင်တတ်လို့ထုံးလောကထဲမှာပြောတဲ့စကားပေးတဲ့ကြားဘူးလားမကြားဘူးလားမကျင်တတ်တဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာတိမျက်နှာထားစူပူပုတ်ပြီးတော့တခါလေမျက်နှာကဘယ်လိုဖြစ်နေမှကိုမသိဘူးအဲ့ဒါဘုန်းကြီးတို့တရားတော်မတွေကိုယ်အိမ်မှာသာသမီနဲ့မိဘနဲ့သာသမီကမိဘအမေမျက်နှာကြီးစူပုတ်နေတယ်နော်တတိထားနေကြနော်အဖေမျက်နှာကြီးစူပုတ်နေတယ်နော်ဘာသူမကျင်တတ်လည်းမသိဘူးနော်အပြင်းခံရအောင်မယ်နော်ဩသာသမီကလည်းမိဘမျက်နှာကြည့်ပြီးတော့မိဘကလည်းသာသမီမျက်နှာကြည့်ပြီးတော့နှစ်မျက်နှာဘာဖြစ်နေတာလဲမိုးလင်းတဲ့ကနေုံကကြည့်နေတာစူပုတ်နေတာဘ누구ကိုမကျင်တတ်တာတော့ဘာတွေမကျင်မနှက်ဖြစ်နေတာတော့မျက်နှာအင်္ဂယုတ်ကိုကြည့်ရင်ဒီပုဂ္ဂိုလ်ကကျင်တတ်နေတဲ့ပုဂ္ဂိုလ်လားမကျင်တတ်နေတဲ့ပုဂ္ဂိုလ်လားဆိုတာခွဲခွဲခြားခြားသိရလားမသိရဘူးလားသိရပါဗျာအမလေးပြုံးလို့ဟဲ့အမလေးတယောက်တည်းပြုံးနေတယ်ဘာတွေသဘောကျနေလဲဘာတွေကျင်တတ်နေတယ်လဲပြောစမ်းတို့လည်းသိရအောင်ဝမ်းသာရအောင်ကျင့်တတ်နေတဲ့ပုဂ္ဂိုလ်နှစ်သက်နေတဲ့ပုဂ္ဂိုလ်ဝမ်းမြောက်နေတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကဘယ်တိုင်ပြုံးလို့ရွှင်လို့တရားမလို့တချို့အိမ်တွေမှာပုံလေးတွေချိန်ထားတယ်ဒီလိုမနေနဲ့ဒီလိုနေတဲ့ဒီလိုမနေနဲ့ဆိုတဲ့ပုံကဘယ်လိုဖြစ်နေတဲ့ပုံလဲမဲ့နေတဲ့ပုံဒီလိုနေဆိုတဲ့ပုံကဘယ်လိုလဲပြုံးနေတဲ့ပုံအဲ့တော့ဒီစကားလေးကိုပေါ့ဒီနေ့ကင်ပြီးတော့ဘုန်းကြီးကဟောမှာကဒီတရားမဟုတ်ဘူးပလင်မော်ရောက်တော့မှနာယီကြည့်လိုက်တော့နာယီကဒီတိုင်းဆိုရင်တော့ငါဟောမဲ့တရားနဲ့ဒီအချိန်နဲ့မလောက်တော့ဘူးဟောမှာကဘုရားရည်ရွယ်လာတဲ့တရားကစက်ယုံဖွင့်တဲ့နေအာယုံပြုလာတဲ့တရားကဘာတရားတဲ့ဘယ်စက်ယုံဖွင့်တာလဲမသိစက်ယုံဖွင့်တဲ့နေတရားဟောမလို့ဒီနေ့อ่ะသင်္ကန်းကသမားတွေကများနေတော့အချိန်ကြည့်လိုက်တော့10နာရီထိုးပြီးသွားပြီဆိုငါတရားဒီနေ့စက်ယုံဖွင့်လို့မရဘူးနေ့လယ်မှဖွင့်မယ်နေ့လယ်ပိုင်းတရားဝဲကြမှာစက်ယုံဖွင့်တဲ့နေ့တရားဟောမယ်ပထမမနေ့ပိုင်းနဲ့နေ့လယ်ပိုင်းနှစ်ပိုင်းခွဲဟောမလို့ဆိုပြီးတော့ဘုန်းကြီးအာယုံပြုလာတာပလင်မော်တဲ့အချိန်ကာလကြည့်သင်္ကန်းကသမားကများနေတော့ဒီငါစက်ယုံဒီမနေ့ပိုင်းဖွင့်လို့မရဘူးနေ့လယ်မှစက်ယုံဖွင့်မယ်အဲ့တော့ဒီတရားဟာပလင်မော်ရောက်မှကောက်ခါငင်္ဂါနဲ့ဟောရတဲ့တရားနာမည်လေးရပါတယ်လေပိသယေနေရရင်ကျင့်တတ်စေရတဲ့မနေတတ်ရင်မကျင့်တတ်ဘူးတဲ့ဘယ်သူကျင့်တတ်တာတော့ဆိုအနာတပိဘယ်သူကျင့်တတ်တာအနာတပိကသူနတ်ပြည်ရောက်သွားရောကွယ်နတ်ပြည်ရောက်သွားတော့အနာတပိကတုတိတာနတ်ပြည်မှာဖရာလောင်းတော်ကြီးတွေနေတဲ့နတ်ပြည်မှာနတ်ပြည်ရောက်သွားတော့နတ်စည်းစိမ်တွေမခံစားသေးပဲနဲ့ဒီဘုံမိတ်မှနဲ့ချွေရန်သင်းမင်းနဲ့တုသီတာနတ်ပြည်မှာဘုရားလောင်းတော်ကြီးတွေနေတဲ့နတ်ပြည်ကိုငါရောက်လာတာဘယ်လိုကုသိုလ်လဲကြည့်လိုက်တဲ့အခါကျတော့အိုးတာဝေတိမြို့မှာဇေတဝန်ကျောင်းတော်ကြီးဆောက်လို့လူတန်းခဲ့တဲ့ကုသိုလ်သင်္ဃာ900ကိုနေတိုင်းဆွတ်ကပ်ခဲ့တဲ့ကုသိုလ်ဒီကုသိုလ်ကောင်းမှုတွေပြန်မြင်တော့အနာရဘေကသူ့ဘဝလေးသူကျင့်တတ်လွန်းလို့ဝမ်းသာလွန်းလို့နတ်စည်းစိမ်တော့မခံစားသေးပဲနဲ့မြတ်စွာဘုရားသတင်းသုံးတဲ့ဇေတဝန်ကျောင်းကိုရောက်လာတယ်အနာရဘေသေတဲ့အချိန်ဟာဘုန်းကြီးတို့ပြည့်တဲ့နေ့လေဆွမ်းစားပြီးခါစားအချိန်မှာအနာရဘေသေသွားတာသေချင်းဥပပပရိသန်နေနဲ့နတ်ပြည်တက်သွားတာအဲ့တော့နတ်ပြည်ချက်ချင်းရောက်ချက်ချင်းလူပြည်ပြန်ဆင်းလာနတ်တွေတရားတွေပြမာတွေဟာမြတ်စွာဘုရားထံကိုလာရင်ညသကောင်မှပဲလာတာများတယ်ဒီနေ့လေခင်းဆိုတာလာခဲတယ်အဲ့တော့နေ့လေခင်းကြီးကမကရဆင်းလာပြီးတော့ထိုင်အောင်မထိုင်ဘူးမြတ်စွာဘုရားကိုလက်အုပ်ချီပြီးတော့မတ္တရကနေလျှောက်သွားတယ်ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားဒီเจ้าနိုင်ကြီးမှာရှင်ဘုရားနဲ့သံဃာတော်တွေတရင်သုံးနေတော်မူတာတွေ့ရလို့တပည့်တော်ကျင်နာလွန်းလို့ဝန္တာလွန်းလို့
ဒါလေးလာရှင်းလျှောက်ပါတယ်ဖေဟာတပည့်တော်အလွန်ကိုကျေနပ်ပါတယ်မြတ်စွာဘုရားလျှောက်ပြီးပြန်တက်သွားဒါလေးလျှောက်သွားတာဒါနဲ့မြတ်စွာဘုရားကအနားမှာရှိနေတဲ့အာနန္ဒာကိုမေးတယ်ခြေသားအာနန္ဒာယခုလာသွားတဲ့နတ်သားဟာဘယ်သူလဲမင်းသိသလားတဲ့သိပါတယ်ဘုရားဘယ်သူလဲအနာတပိန်ပါဘုရားအေးဟုတ်တယ်ဟောအနာတပိန်လာလျှောက်သွားတဲ့စကားလေးရဘုရားတပည့်တော်သိချင်တတ်တယ်ဘုရားတဲ့အဲ့တော့ဘုန်းကြီးတို့ဓမ္မပဒမှာပါဠိတစ်ခုရှိတယ်ဣဒာမောတတိပိသမောတတိကတပုံညောဥပယထာမောတတိသောမောတတိပမောတတိဒိဋ္ဌဝကမ္မဝိသုဒ္ဓိမတ္တနောဘုရားမြတ်စွာဘုရားပြောတော့ဆိုရင်ချက်သားတို့တဲ့ကုသိုလ်ကောင်းမှုရှိထားတဲ့ပုဂ္ဂိုလ်ဟာဣဒမောတတိဒီဘဝမှာလည်းပဲနေရတာကျင့်တတ်တယ်ပိစ္ဆမောတတိလောကကြီးတွေကထွက်ခွာသွားတော့လည်းပဲကြည်ကြည်နတ်နတ်နဲ့ထွက်ခွာသွားမယ်တမလွန်ကနေပြန်ကြည့်ရင်လည်းပဲကျေနပ်တယ်တဲ့နေတတ်လို့ကျေနပ်တာပါတယ်လေပိသရဲ့နေတတ်လို့ကျေနပ်တာပါဗျာဘာနဲ့နေသွားတော့ဆိုရင်ကုသိုလ်နဲ့နေသွားတာဘာနဲ့နေသွားလဲကုသိုလ်နဲ့နေသွားတာအေးဒါနလုတ်ခွင့်ကြုံရင်ဒါနကုသိုလ်ကောင်းမှုလေးဖမ်းလို့ထားလိုက်တယ်ဒါနနေရာလေးယူထားတယ်သီလကုသိုလ်ကောင်းမှုလုပ်ခွင့်ကြုံရင်သီလနေရာလေးဖမ်းပြီးတော့ယူထားတယ်ဘုရားရှိခိုးပဋိစိတ်မေတ္တာပုတ်ပရိပဋ္ဌာန်ရွတ်တဲ့သမထနေရာလေးကြုံရင်လည်းပဲအဲ့ဒီသမထနေရာလေးယူထားတယ်ယုံနာဓမ္မသင်္ခါရတရားတို့ရဲ့အိဋ္ဌဒုက္ခအနတ္တလက္ခဏာရင်သုံးပါးတင်ပြီးတော့ယုံနာဖြစ်ဖြစ်ကိုရှုလို့ဝိပဿနာနေရာလေးရရင်လည်းပဲဝိပဿနာနေရာလေးယူထားတယ်နေတတ်တော့ကျေနပ်တယ်နေတတ်တော့ပါတယ်လေအေးကျင့်တတ်တယ်မကျင့်တတ်ဘူးဆိုတာဘုန်းကြီးတို့ပြည်တိုင်တချို့ကလည်းပြောလိမ့်မယ်ရှင်ဗျာတိုက်တွေနဲ့ကားတွေနဲ့စိန်တွေနဲ့ရွှေတွေနဲ့ငွေတွေနဲ့ဒီလိုနေတဲ့ပုံကိုယ်တွေကကျင့်တတ်เสียကောင်းတာပေါ့ဗျာမဟုတ်ပါဘူးပြည်တိုင်အဲ့ဒီတိုက်တွေစိန်တွေရွှေတွေကားတွေနဲ့နေပေမဲ့လို့ကုသိုလ်ကောင်းမှုမလုပ်ဘူးဆိုရင်အဲ့ဒီဘဝဟာကျင့်တတ်เสียမကောင်းဘူးတဲ့ဘာဖြစ်လို့တော့ဆိုတော့ကိုသေးသွားရင်အဲ့ဒီတိုက်တွေစိန်တွေရွှေတွေကားတွေထားကြရမလားမထားကြရဘူးလားထားကြရတဲ့တမလွန်ကပြန်ကြည့်တဲ့အခါကျတော့တွေ့ပြီအမလေးငါအိမ်ကြီးဘောတို့ကတော့အမိတ်နာတက်နေကြတာဒီသားဟောမကျေနပ်တော့ဘူးမကျေနပ်တော့ဘူးလောကကြီးတွေကထွက်ခွာသွားတော့လည်းပဲမကျေမနပ်နဲ့ထွက်ခွာသွားတယ်တမလွန်ရောက်တော့လည်းပဲမကျေမနပ်နဲ့ပြန်ကြည့်ပြီအောင်ပါငါအိမ်ပေါ်မှာငါရွှေတွေသူတို့ကဝစ်လို့ငါဆောက်တဲ့အိမ်ပေါ်မှာသူတို့ကနေလို့ငါကတော့ကုသိုလ်ကောင်းမှုဘာမှမပါစားစရာမရှိဝတ်စရာမရှိနေစရာမရှိမကျေနပ်ဘူးကွာခဲနဲ့ပေါက်တယ်ဟေ့အဲ့တော့ဘာပြောလဲမိဖို့ကြောင့်ထဲမှာအတန်တွေကြားတယ်ဟိုတွေခွက်တွေကလုံးကလန်းတွေဖြစ်ကုန်ခေါင်မိုးဘောခဲတွေကြားတယ်တရေလျှောက်တယ်ဆိုတာကြားဘူးတယ်ဟုတ်လားတရေလျှောက်တာမဟုတ်အဲ့ဒါမကျေနပ်လို့လာတာဘာဖြစ်လို့လာတာလဲသူ့ဘဝသူမကျေနပ်တော့ဘူးဖြစ်သွားတာကကြည်စမ်းအဲ့တော့မကျေနပ်တော့လာတော့ခဲနဲ့ပေါက်တယ်တခါတည်းမိဖို့ကြောင့်လည်းအတန်နေပေးတယ်လူအောက်ထဲနေတယ်အိမ်ဘောကလူမရှိဘဲနဲ့ချွတ်နဲ့ခြေတန်းနေကြားတယ်ဘာချောက်တာလဲလေတရေလျှောက်တယ်လို့မပြောဘူးလားအေးဒါလို့ပြောရင်တော့မကျွတ်ဘူးဘုရားရဲ့မကျေနပ်လို့သူဒါလာလုံနေတာအဲ့တော့မကျေနပ်တော့ဒီပုဂ္ဂိုလ်ကိုအိမ်ပေါ်မှာကျေနပ်နဲ့ထားမှာလားထဲမှာတယ်မထားပါဘူးလို့ဟေးပယ်ထားလိုက်မလို့ဘုန်းကြီးကြောင့်ပြေးလာဘုန်းကြီးကြောင့်ပြေးတယ်ဘုန်းဘုန်းပြေးဘာတော့ဝိုင်းအိမ်မှာလည်းဗျာညကြခလေးတွေလည်းအိမ်မပြောဘာဖြစ်တော့ချွတ်နဲ့အပေါ်ကအတန်ကြားတယ်အမေသေးသွားတာဘယ်နှစ်လောက်ရှိပြီမကျွတ်ဘူးထင်တယ်ဖေဟာအဲ့ဒါဓမ္မကြီးကဘာလုပ်ချင်လို့တော့ရှင်ဗျာတဲ့အန္တရာယ်ကင်းအောင်လို့ပရိတ်လေးလဲရွတ်ချင်တယ်စကားလေးကတော့လှတယ်ပရိတ်တာလျှောက်တာကတော့အန္တရာယ်ကင်းအောင်လို့တယ်ဘာကင်းအောင်လို့လဲအဲ့တော့ကမ္မဝါလေးလဲဖတ်ချင်တယ်ဘာလဲဖတ်ချင်တယ်အန္တရာယ်ကင်းအောင်လို့တဲ့ဒါမြင်အဲ့ဒီလာ6တဲ့လူကအန္တရာယ်ကောင်းဘာကောင်းလဲကြည်သားအမေသေးလို့မကျွတ်ရင်အမေကအန္တရာယ်မှကြီးပဲအဖေသေးလို့မကျွတ်ရင်အဖေကအန္တရာယ်ကောင်းပဲအဲ့တော့ဘာဖြစ်လဲရှောက်သေးကအန္တရာယ်ကင်းတယ်ဘယ်လိုရှောက်လဲ